ဟင်းလင်းပြင်အာကာသကျဲတာယာတွေကြားမှာဖြတ်တန်းမောင်းနေနေတဲ့အပယ်လုံလန်းလို့အမည်ရတဲ့အေယာမအာကာသယဉ်ကြီးကိုတွေ့ရမှာပါဒီယဉ်ကြီးဟာဟိုမဆတ်တက်နှစ်လို့ခေါ်တဲ့ကိုလိုနီဂျိုတစ်စီကိုဥတီပြီးခရီးနေနေတာဖြစ်ပါတယ်ရင်ပေါ်ကအခန်းအားလုံးဟာတိတ်ဆိတ်ခြောက်ကပ်နေပြီးလူသူကင်းမဲ့နေပါတယ်ရင်ကိုအလိုလျောက်မောင်းနေစနစ်နဲ့ထိန်းချုပ်ထားပြီးဝန်ထမ်းနေရ58ဦးနဲ့ခရီးသည်ပေါင်း9000တို့ဟာခရီးစဉ်တစ်လျှောက်အေးပေးဆက်တွေထဲမှာနှစ်ချိုက်စွာအိတ်ဆက်အနားယူနေကြပါတယ်ဒါပေမဲ့မမျှော်လင့်ပဲယဉ်ကြီးဟာအုတ်ကခဲပတ်လမ်းကြောင်းတစ်ခုတည်းကိုရောက်ရှိသွားပြီးယင်းရဲ့အကာအကွယ်စနစ်တွေစတင်အားနည်းလာပါတယ်စွမ်းအင်အားလုံးကိုပင်မအကာအကွယ်စနစ်စီလွှဲပြောင်းအသုံးပြုခဲ့ပေမဲ့လည်းယဉ်ကြီးဟာအေယာမအုတ်ကခဲကြီးတွေနဲ့တိုက်မိမဲ့အနေအကိုမရှောင်လွှဲနိုင်ခဲ့ပါဘူးယဉ်ကြီးဟာပျက်စီးသွားတဲ့စနစ်တွေကိုအလိုလျောက်ပြန်လည်ပြင်ဆင်ဖို့ကြိုးစားပေမဲ့ချို့ယွင်းချက်တစ်ခုကြောင့်အိတ်ဆက်အနားယူနေတဲ့အိုခန်းတစ်ခုပွင့်သွားခဲ့ပါတယ်အဲ့ဒီခန်းထဲကနေနိုးထလာသူကတော့ဂျင်ပရက်စတန်လို့ခေါ်တဲ့စက်မှုအင်ဂျင်နီယာတဦးဖြစ်ပါတယ်သူ့ရဲ့အိုခန်းပွင့်သွားပြီးနောက်အလိုလျောက်စနစ်တစ်ခုကသူ့ကိုနိုးထလာအောင်ပြုလုပ်ပေးခဲ့ပါတယ်သူဟာနှစ်ပေါင်း120ကြာအောင်အိတ်ဆက်ခဲ့ပြီးဖြစ်လို့အခုဆိုရင်ကိုလိုနီဂျိုတစ်စီရောက်ဖို့4လပဲလိုတော့တယ်လို့စနစ်ကသူ့ကိုပြောပြခဲ့ပါတယ်ဒါအပြင်ဂျိုတစ်စီမရောက်ခင်ကြန့်ရှိနေတဲ့အချိန်တွေကိုလည်းရင်ပေါ်ကစိန်ခံပစ္စည်းတွေအပန်းဖြေစရာတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနိုင်တယ်လို့ဆက်လက်ပြောဆိုပါတယ်။ရင်ပေါ်ကလူတွေနဲ့တွေ့မယ်ဆိုတော့စိတ်လှုပ်ရှားပြီးရင်ခုန်နေတဲ့ခြင်းဟာအစင်သစ်ဖြစ်သွားပြီးသူ့အခန်းကထွက်ကသင်ခန်းစာအတန်းတစ်ခုတည်းကိုဝင်သွားပါတယ်။ဒါပေမဲ့ဒီသင်ခန်းစာဟာလူတစ်စုလုံးအတွက်ရည်ရွယ်ထားတဲ့ဟိုလိုဂရန်သင်ခန်းစာဖြစ်နေပါတယ်။ခြင်းဟာနည်းနည်းစိတ်ပူနေမိပုံရပါတယ်။ဟိုလိုဂရန်ကကဘာပေါ်ကအခြေအနေကိုလူဦးရေလုံခဲ့ဈေးကြီးပြီးမျောလင်းချက်မဲ့နေတယ်လို့ရှင်းပြနေစင်မှာပဲဂျင်ကသူ့တယောက်တည်းဘာလို့ရှိနေရတာလဲလို့မေးမြန်းပါတယ်ဟိုလိုဂရန်ကသူ့မိကုန်းကိုမဖြေနိုင်တာကိုသိရှိသွားတဲ့ဂျင်ဟာအခြားလူတွေကိုရှာဖွေဖို့ထွက်ခွာသွားပါတယ်သူဟာယင်းရဲ့အဓိကဗဟိုခန်းမကြီးစီရောက်သွားပါတယ်အဲ့ဒီမှာလည်းဘယ်သူမှမရှိပါဘူးဒါပေမဲ့အလိုလျောက်ချက်လက်ပေးစင်တာကသူ့ကိုကူညီပေးဖို့ကမ်းလှမ်းပါတယ်ဂျင်ကလူသားတယောက်နဲ့စကားပြောချင်တယ်လို့ပြောတော့အဲ့ဒီစနစ်ကသူ့ကိုစီပင်သားရရေးမှုစီညှို့လန်းပေးပါတယ်ဒါပေမဲ့အဲ့ဒီမှာလည်းဘယ်သူမှမရှိတာကိုတွေ့ရတော့ဂျင်ကကပတိန်နဲ့စကားပြောချင်တယ်လို့တောင်းဆိုပါတယ်သူဟာရင်မှုခန်းမကိုရောက်သွားပေမဲ့အတွင်းကိုဝင်ခွင့်မရှိပေမဲ့အဓိကဝန်ထမ်းတွေဘယ်သူမှနိုးမထနေတာကိုမြင်တွေ့ရပါတယ်နောက်ဆုံးမှာတော့ဂျင်ဟာကြည့်ရှုခန်းစီရောက်သွားပြီးယင်ဟာဟုံမဆတ်တက်နှစ်ဂျိုစီကိုနှစ်ပေါင်း90ကျန်သေးတယ်ဆိုတာကိုသိရှိသွားပါတယ်သူဟာသူမြင်နိုးလာသွားတယ်ဆိုတာကိုနားလည်သွားတော့ဗဟိုခန်းမကိုပြေးပြန်ကဘာမြေစီသူဘာလုပ်တင်လဲဆိုတဲ့ message ပို့ပါတယ်ဘာလို့လဲဆိုတော့အိတ်ဆက်အနားယူတဲ့အိုခန်းထဲကိုဘလို့ပြန်ဝင်ရမှန်းသူမသိလို့ပါဆက်သွယ်ရေးစနစ်ကကဘာမြေစီစကားပြောဆိုဖို့အတွက်ဈေးကြီးတဲ့ခေါ်ဆိုမှုဟာအဖြေပြန်ရဖို့နှစ်ပေါင်း55နှစ်ခန့်ကြာမြင့်မယ်လို့အသိပေးပါတယ်ဂျင်ဟာစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်သူဟာလမ်းလျှောက်လက်ပတ်နေရင်ရင်ပေါ်ကဘားတစ်ခုကိုတွေ့ရှိပြီးအခြားလူတစ်ယောက်ကိုမြင်တွေ့ရပါတယ်ဘားတီထောင်သူကအဖျော်ယူဖို့သွားတဲ့အခါဂျင်သိရှိသွားတာကသူဟာစက်ရုပ်တရုပ်ဖြစ်ပြီးအဲ့ဒီစက်ရုပ်ရဲ့အမည်ကအာသာဖြစ်ပါတယ်ဂျင်ဟာသူ့စီကအချက်လက်တွေထပ်မံရယူခြင်းပေမဲ့သူဘလိုနီးနဲ့အချိန်မတိုင်မီရောက်ရှိလာရတာလဲဆိုတာကိုတော့ဒီစက်ရုပ်ကိုရှင်းပြနိုင်ခြင်းမရှိပါဘူးနောက်တစ်နေ့ဂျင်ဟာသူ့အခန်းထဲမှာနိုးထလာပြီးထမင်းစားခန်းစီသွားပါတယ်အဲ့ဒီမှာမီနူးတွေကအရာတော်တော်များများဟာရွှေတန်းစားခရီးသည်တွေအတွက်ပဲဖြစ်နေတာကိုသူမြင်သွားပါတယ်သူကရိုးရိုးကော်ဖီတစ်ခွက်သာရယူပြီးသူ့ရဲ့အိတ်ဆက်အနားယူတဲ့အိုခန်းကိုဘယ်လိုပြင်ရမလဲဆိုတာတွက်ချက်ကြည့်ပါတယ်ကရိယာတွေရသွားပြီးနောက်သူဟာအိုခန်းကိုအလုတ်လုတ်အောင်လုပ်နိုင်ခဲ့ပြီးအတွင်းမှာလှဲလျောင်းနေပါတယ်ဒါပေမဲ့ဘာမှမဖြစ်ပါဘူးဒါနဲ့ပဲသူဟာသူတွေ့ရှိထားတဲ့ကရိယာတွေကိုတုံးပြီးဝန်ထမ်းတွေရဲ့အိတ်ဆက်အနားယူတဲ့အိုခန်းတွေထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါလည်းအလုံးမဖြစ်ပါဘူးရင်တခွင်မှာပျက်စီးမှုအသေးစားတွေဖြစ်ပေါ်လာပါတယ်ဂျင်ဟာဘားစီပြန်သွားပြီးတောက်စားရင်းအဓိကအဖြစ်အာတာနဲ့စကားပြောရင်းအချိန်ကုန်ပါတယ်အာတာကသူ့ကိုအကြံဉာဏ်တချို့ပေးပြီးရင်ပေါ်မှာပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ရွှေတန်းစားအခန်းတစ်ခန်းထဲကိုခိုးဝင်ကြည့်ဖို့အပေးစကားပြောပါတယ်ဂျင်ဟာစားတောက်ဆိုင်အားလုံးကစားစရာတွေအပန်းဖြေစနစ်တွေကိုစမ်းသပ်ကြည့်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတယောက်တည်းရှိနေရတဲ့ဘဝဟာပိုပြီးစိတ်ညစ်စရာကောင်းလာပါတယ်တနေ့မှာဂျင်ဟာအရက်မူးပြီးအိတ်ဆက်အနားယူတဲ့အိုခန်းတွေရှိရာကိုလမ်းလျှောက်သွားစဉ်အာကာသတွင်လမ်းလျှောက်အတွက်ဒီဇိုင်းထုတ်ထားတဲ့အာကာသဝတ်စုံတွေရှိတဲ့လေးမုတ်တကားတစ်ခုနာကိုရောက်သွားပါတယ်ဂျင်ဟာဝတ်စုံတစ်စုံအတွင်းကိုဝင်သွားပြီးလေမုတ်တကားစီသွားကလီးပါတစ်ခုကိုနှိပ်လိုက်ပါတယ်ပြီးတော့လေမုတ်တကားကိုဖွင့်ဖို့ခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်ရင်ပြင်ဘက်ကိုရောက်သွားတဲ့အခါမြင်ကွင်းတွေကသူ့ကိုအံ့ဩသွားစေပါတယ်ထိုအချိန်ကာလမှာတတိရှိရှိနဲ့ဒီခိုက်တန့်ကိုတွေ့ကြုံခံစားနေရသူလူသားဟာသူတဦးတည်းပါပဲဂျင်ဟာသူ့ဖက်နှက်ရဲ့တန်လိုက်တွေကိုဖြုတ်လိုက်ပြီးအာကာသထဲမှာလွင့်မျောနေရင်စိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်သူဟာအတွင်းဘက်ကိုပြန်ဝင်လာပြီးဝတ်စုံကိုချွတ်လိုက်ပေမဲ့ဝတ်စုံမပါဘဲလေမုတ်တကားစီကိုပြန်သွားပါတယ်သူဟာလီးပါကိုဆွဲချလိုက်ပြီးအဆုံးသတ်ဖို့အစင်သစ်ဖြစ်နေပေမဲ့နောက်ဆုံးခိုက်တန့်မှာသူ့စိတ်ကိုပြောင်းလဲလိုက်ပြီးအတွင်းဘက်ကိုပြေးဝင်လာရင်ပလင်းတစ်လုံးပေါ်ခြေချော်လဲသွားပါတယ်ဂျင်ဟာမတ်တက်ထွက်လိုက်ပြီးအိုခန်းတစ်ခုတည်းကအယိုယာဆိုတဲ့အမျိုးသမီးတစ်ယောက်စီကိုချက်ချင်းဆွဲဆောင်ခံရပါတယ်သူဟာရင်းရဲ့မှတ်တမ်းမှတ်ရာတွေထဲမှာအရိုယာရဲ့ဖိုင်တွေကိုရှာဖွေပြီးသူမရဲ့ခရီးတဲ့အင်တာဗျူးတွေကိုနားထောင်ရင်းသူမကိုချစ်ကြိုက်သွားပါတယ်နောက်ပိုင်းမှာသူမရဲ့အိုခန်းဘေးမှာထိုင်နေရင်းသူမရဲ့အင်တာဗျူးတွေကိုဆက်လက်နားထောင်နေပါတယ်ဘားထဲမှာပြန်ရောက်နေတဲ့ဂျင်ဟာအရိုယာရဲ့စာပေလက်ရာတချို့ကိုဖတ်ရှုနေပြီးအာတာနဲ့သူမရဲ့စာရေးသားချက်တွေအကြောင်းပြောဆိုနေပါတယ်သူဟာသူ့ရဲ့အခြေအနေရဲ့တန်တရားဖြစ်ဖွယ်ကောင်းမှုတွေကိုအလွန်အမင်းစိတ်ဝင်စားလာပါတယ်ဘဝတစ်တစ်ခုအတွက်ဂျိုတစ်တစ်ခုစီထွက်ခွာလာခဲ့ပေမဲ့အချိန်မတိုင်မီနိုးထလာရပြီးဂျိုတစ်စီမရောက်ဖြစ်တော့ဘူးပြီးတော့သူ့အတွက်အကောင်းဆုံးမျိုးသမီးကိုတွေ့ရှိပေမဲ့သူမဟာလက်လန်းမမီတဲ့နေရာမှာရှိနေတယ်ဂျင်ဟာအယိုယာအကြောင်းဆက်တိုက်တွေးမိနေပြီးသူမကိုလည်းနှိုးထားဖို့စိတ်ကူးစတင်ရပါတယ်ဒီအကြောင်းကိုဆက်ယုံနဲ့တိုင်ပင်ပေမဲ့ဆက်ယုတ်ကဒီဒုက္ခအကြောင်းနားမလည်နိုင်ပါဘူး
သူဟာသူ့အတွက်အကျိုးရှိစေမယ်ဆိုပြီးအရိုရာကိုနှိုးထိုက်ရင်အရိုရာကိုသူနဲ့အတူရင်ပေါ်မှာပိတ်မိစေပြီးတေဆုံးသွားစေမယ်ဆိုတဲ့အချက်ကိုစဉ်းစားမိပါတယ်ဂျင်းဟာအစမှဒီစိတ်ကူးကိုဆွန့်လွတ်လိုက်ပေမဲ့အချိန်ကြာလာတာနဲ့အမျှဒီအတွေးကိုလက်မလွတ်နိုင်တော့ပါဘူးနောက်ဆုံးတစ်နေ့မှာတော့သူ့စိတ်ကိုပြောင်းလဲလိုက်ပါတယ်သူဟာအရိုရာရဲ့အိုခန်းစီသွားပြီးအိုခန်းကိုအလုပ်လုပ်စေဖို့စီမံလိုက်ပါတယ်အရိုရာနိုးထလာပြီးသူကိုယ်တိုင်လုပ်ခဲ့ရတဲ့ဖြစ်စဉ်အတိုင်းဖြတ်တန်းနေစဉ်ဂျင်းဟာပုံရှောင်နေပြီးသူ့အခန်းစီပြန်သွားပါတယ်ခဏအကြာမှာသူဟာအဓိကဗဟိုခန်းမကြီးစီသွားကအရိုရာကိုရှာဖွေဖို့မျှော်လင့်နေပါတယ်အဲ့ဒီမှာပဲအယိုရာရှိနေပါတယ်သူကိုယ်တိုင်လွန်ခဲ့တဲ့တစ်နှစ်ကရှုပ်ထွေးနေခဲ့တယ်လို့ပါပဲဂျင်ကသူတို့နှစ်ယောက်ပဲနိုးနေကြတယ်လို့ပြောပြပြီးအရိုရာကိုကြည့်ရှုခန်းစီခေါ်သွားပါတယ်ပြီးတော့ဂျင်ကဝန်ထမ်းတွေရောရင်ရဲ့အဓိကထိန်းချုပ်မှုတွေစီရောက်ဖို့သူမတက်နိုင်ဘူးလို့ပြောပါတယ်အရိုရာဟာထိတ်လန့်သွားပြီးသူမရဲ့အိုခန်းထဲကိုပြန်ဝင်ခြင်းကြောင်းပြောပါတယ်အိုခန်းစီရောက်သွားတဲ့အခါဂျင်ကရင်ပေါ်မှာသူတို့ကိုအိပ်ပျော်စေနိုင်မဲ့တီးတန့်ပစ္စည်းကိရိယာမရှိဘူးလို့ရှင်းပြပါတယ်သူတို့ပိတ်မိနေပြီလို့ထပ်မံပြောကြားလိုက်ပါတယ်သူတို့ဟာဗဟိုခန်းမကြီးစီပြန်ရောက်သွားပြီးဂျင်ကအယိုရာကိုသူမဟာအိပ်ပျော်နေရကမှပဲထွက်လာတာဖြစ်တဲ့အတွက်အနားယူတင်တယ်လို့ပြောပါတယ်အရိုရာဟာဂျင်ကိုရင်ပေါ်မှာတယောက်တည်းနှစ်ပေါင်းတစ်နှစ်ကျော်နေထိုင်ရမှာအတွက်စိတ်မကောင်းဖြစ်သွားပါတယ်ဂျင်ဟာဘားစီပြန်သွားကသူလှုပ်လိုက်တဲ့အရာအတွက်နောက်တရနေပါတယ်သူကအာသာကိုအရိုရာကိုသူနိုးထစေခဲ့တဲ့သူဖြစ်ကြောင်းမပြောဖို့တောင်းဆိုပါတယ်နောက်တစ်နေ့မှာအယိုရာနိုးထလာပါတယ်သူမဟာဗဟိုခန်းမကြီးစီပြန်သွားပြီးအိတ်ဆက်အနားယူတဲ့အိုခန်းတွေအကြောင်းအလိုလျောက်ချက်လက်ပေးစင်တာကိုမေးမြန်းပါတယ်ဂျင်ကအဲ့ဒီမှာသူမကိုလာပေါင်းပြီးသူတို့နှစ်ယောက်မနက်စာစားဖို့သွားကြပါတယ်သူတို့ထွက်ခွာသွားချိန်မှာအချက်လက်ပေးစင်တာမှာပျက်စီးမှုတစ်မျိုးမျိုးဖြစ်ပေါ်နေပါတယ်ထမင်းစားခန်းမှာအယိုရာဟာဂျင်ဟာတစ်နှစ်ကျော်လောက်ကြာအောင်သူညီတဲ့မနက်စာကိုပဲစားနေရတယ်ဆိုတာကိုသိရှိသွားပြီးရွှေတန်းစားမီနူးတွေကတစ်ခုကိုသူ့အတွက်ရယူပေးပါတယ်သူတို့ဟာအိုခန်းတွေကိုပြင်ဆင်ဖို့အလားအလာကြောင်းဆွေးနွေးကြပေမဲ့ဂျင်းနဲ့မတူပဲအရိုရာဟာစိတ်ပြက်လက်ပြက်မဖြစ်သေးပါဘူးအရိုရာဟာစေကန်းထဲမှာရှာဖွေကြည့်ရှုပြီးနောက်သူတေသနမှတ်တမ်းတွေကိုလေ့လာကနောက်ဆုံးဝန်ထမ်းတွေရဲ့အိတ်ဆက်အနားယူရာနေရာစီရောက်ကတကားတွေကိုချိုးဖျက်ဖို့ကြိုးစားပါတယ်ဂျင်းဟာရင်တခွင်လုံးမှာပျက်စီးမှုတွေပုံမှုဖြစ်ပေါ်လာတာကိုသတိထားမိပါတယ်ခဏအကြာမှာအရိုရာဟာအပယ်လွန်ရင်ပေါ်ကသူမရဲ့ဘဝအတွက်ဝမ်းနည်းကြေကွဲနေပါတယ်သူမဟာစာရေးခြင်းရင်တဝိုက်ပြေးခြင်းရေကူးကန်တဲ့ရေကူးခြင်းတွေပြုလုပ်ရင်သူမရဲ့အခြေအနေကိုပုံမှုသတိထားမိလာပါတယ်သူမဟာထမင်းစားခန်းစီသွားပြီးဂျင်ကိုအင်တာဗျူးလုပ်ပါတယ်သူ့ရဲ့ဇလန်းဟာစိတ်ဝင်စားစရာကောင်းနိုင်တယ်လို့ထင်မိလို့ပါသူဘာလို့ကိုလိုနီဂျိုစီရွှေ့ပြောင်းလာတာလဲလို့မေးပါတယ်ဂျင်ဟာအစမှာကုမ္ပဏီရဲ့ဆောင်ပုဒ်တွေနဲ့ဖြည့်ပေမဲ့နောက်ပိုင်းမှာဂျိုတစ်ပေါ်မှာလူတစ်ယောက်ဖြစ်ရည်တည်နိုင်မယ်ဘဝတစ်ခုတည်ဆောက်နိုင်မယ်လို့ထပ်ရှင်းပြပါတယ်နောက်ပိုင်းမှာသူတို့ဟာကြည့်ရှုခန်းထဲမှာစုံတွေ့ကြပြီးအလိုရာကနောက်ဆုံးမှာသူမရဲ့အကြောင်းကိုမျှဝေပါတယ်ရင်ပေါ်ကအခြားခရီးသည်တွေနဲ့မတူဘဲသူမမှာပြန်လာလက်မှတ်ပါရှိပါတယ်သူမရဲ့စိတ်ကူးကဟုံမဆတ်တက်နှစ်ဂျိုစီသွားပြီးတစ်နှစ်နေထိုင်ကကဘာမြေစီပြန်လာဖို့ဒီလိုလုပ်ခဲ့တဲ့ပထမဆုံးသတင်းထောက်ဖြစ်လာပြီးအကြီးကျယ်ဆုံးသောပုံမြင်ကိုရေးသားဖို့ဖြစ်ပါတယ်အရိုရာဟာသူတို့ရဲ့လက်ရှိအခက်အခဲကိုပြင်ဆင်နေရှာဖို့ဖြည်းဖြည်းချင်းစိတ်ပြက်လာပါတယ်ဒါနဲ့ပဲဂျင်ဟာသူမကိုစိတ်ချမ်းသာအောင်လှုပ်ဆောင်နေတစ်ခုတွေ့ရှိသွားပါတယ်သူဟာအရိုရာကိုကတ်ခုံဖို့ရုပ်ရှင်သွားကြည့်ဖို့နဲ့ဘတ်စကတ်ဘောကွင်းစီခေါ်သွားပါတယ်နောက်ဆုံးမှာတော့သူဟာအယိုရာကိုအာတာနဲ့တွေ့ဆုံဖို့ဘားစီခေါ်သွားပါတယ်အရိုရာဟာခဏတစ်ဖြုတ်အနားယူလိုက်ပေမဲ့သူတို့ရဲ့အခြေအနေကိုသတိရမိသွားပါတယ်ဂျင်ဟာစက်ရုံနဲ့အတူတယောက်တည်းကြံရိတ်ခဲ့ပြီးသူ့အယိုရာကိုလှုပ်ခဲ့တဲ့အရာအတွက်စိတ်ဆင်းရဲမိပါတယ်နောက်တစ်မိနစ်မှာဂျင်ဟာတစ်ခုခုကိုလှုပ်နေတာကိုတွေ့ရပြီးနောက်တစ်ဖက်မှာအရိုရာဟာကြည့်ရှုခန်းထဲဝင်သွားကဂျင်ကသူမအတွက်ပြုလုပ်ပေးထားတဲ့ခရစ်စလာအဆောက်အုံပုံစံပတ်ပုငယ်လေးကိုတွေ့ရှိသွားပါတယ်ခဏအကြာမှာသူတို့နှစ်ယောက်ဘာမှတွေ့ဆုံပြီးညစာစားကြပါတယ်သူတို့ဘဝဇလန်းတွေကိုမျှဝေကြပါတယ်အရိုရာကသူမရဲ့ဖခင်ဟာသူမ10ကျော်သက်အရွယ်တုန်းကတည်ဆုံသွားတယ်လို့ပြောပြပါတယ်ညစာစားပြီးနောက်ဂျင်ဟာအယိုရာကိုလေမုတ်တကားစီခေါ်သွားပြီးအာကာသဝစ်စုံတွေအတွင်းကိုဝင်ကြပါတယ်သူတို့နှစ်ယောက်အတူတူအာကာသအတွင်းလမ်းလျှောက်ထွက်ကြပါတယ်ဂျင်ဟာနောက်ဆုံးမှာဒီအန်အောခွဲအတွေ့အကြုံကိုမျှဝေဖို့လူတစ်ယောက်ရှိလာပါပြီဂျင်ဟာသူတို့ရဲ့ဖက်နှက်တွေရဲ့တန်လိုက်တွေကိုပိတ်လိုက်ပြီးသူတို့နှစ်ယောက်အာကာသထဲမှာအတူတူလွတ်မျောနေကြပါတယ်သူတို့ဟာအတွင်းဘက်ကိုချက်ချင်းပြန်ဝင်လာပြီးချက်ချင်းနှမ်းရှုံကြပါတယ်သူတို့ရဲ့အခန်းစီပြန်သွားပြီးအတူတူအိတ်ကြပါတယ်မကြခင်မှာပဲသူတို့ဟာစုံတွဲတွဲလိုနေထိုင်လာကြပါတယ်အရိုရာဟာဂျင်းရဲ့အခန်းထဲကိုပြောင်းရွှေ့လာပြီးရင်ပေါ်ကသူမရဲ့ဘဝအကြောင်းရေးသားပါတယ်သူတို့နှစ်ယောက်အတူတူပြေးခြင်းအတူတူစားတောက်ခြင်းအတူတူအိတ်ဆက်ခြင်းတွေပြုလုပ်ကြပါတယ်ဂျင်ဟာရင်ကိုပိုမိုရှာဖွေလေ့လာပြီးအပင်များစိုက်ပျိုးရာနေရာကိုတွေ့ရှိပါတယ်သူကအယိုရာအတွက်ပန်းများယူဆောင်လာပေးပါတယ်တနေ့မှာရင်ဟာကျယ်နီကြီးတစ်ခုကိုဖျက်တမ်းသွားပြီးသူတို့နှစ်ယောက်ကြည့်ရှုခန်းထဲသွားကကြည့်ရှုကြပါတယ်ဒီနေ့ဟာအရိုရာရဲ့မွေးနေ့ဖြစ်ပါတယ်ဒါနဲ့ပဲညဘက်မှာသူတို့ဟာရင်ပေါ်ကစားတောက်ဆိုင်တစ်ခုမှာအရိုရာရဲ့မွေးနေ့ကိုကျင်းပကြပြီးနောက်ပိုင်းမှာဘားစီသွားကြပါတယ်ဂျင်ဟာရေချိုးခန်းထဲကိုသွားပြီးအယိုရာအတွက်ကပြုလုပ်ထားတဲ့လက်စွပ်ကိုအစင်သစ်ပြင်ဆင်နေစဉ်အယိုရာကတော့ဘားထဲမှာအာတာနဲ့စကားပြောနေပါတယ်အာတာကအယိုရာကိုဂျင်ဟာတမင်တကာသူမကိုနှိုးထားခဲ့တယ်လို့ပြောလိုက်ပါတယ်ဒီအကြောင်းကိုလှုပ်ဝက်ထားရမယ်ဆိုတာသူမသိလိုက်ပါဘူးရုတ်တရက်ဆိုသလိုဂျင်ပြန်လာပြီးအယိုရာကသူ့ကိုလုံးဝယုံကြည်မှုမရှိဘဲရင်ဆိုင်တွေ့ဆုံလိုက်ပါတယ်အရိုရာဟာအလွန်ဒေါသထွက်ပြီးထိတ်လန့်ကပြေးထွက်သွားပါတယ်ဂျင်ဟာသူ့အခန်းစီပြန်ရောက်တဲ့အခါအရိုရာရဲ့ပစ္စည်းအလုံးပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်နောက်တစ်နေ့ထမင်းစားခန်းမှာအရိုရာနဲ့ရုတ်တရက်တွေ့ဆုံသွားပြီးမြဲဂျင်စကားစပြောလိုက်တာနဲ့အယိုရာကထွက်ပြေးသွားပါတယ်အရိုရာဟာစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်တညမှာအရိုရာဟာဂျင်ရဲ့အခန်းစီသွားပြီးဂျင်ကိုထုနှက်ကတက်ပစ်ချင်ကြောင်းပြောဆိုပါတယ်အယိုရာကိုဆက်လက်ရှောင်ရှားနေတဲ့အတွက်ဆက်သွယ်ရေးစနစ်ကတဆင့်ပြောဆိုရင်ဂျင်ဟာအရိုရာကိုတောင်းပန်ပြီးသူလုပ်ခဲ့တဲ့အရာအတွက်ရှင်းပြဖို့ကြိုးစားပါတယ်သူမကိုသူချစ်ကြိုက်သွားတယ်လို့ပြောပေမဲ့အယိုရာကဂရုမစိုက်ပါဘူး
အရိုရာဟာသူ့ဘဝကိုယူဆောင်သွားခဲ့တဲ့အတွက်ဂျင်ကိုခွင့်လွှတ်နိုင်ခြင်းမရှိပါဘူး။တညမှာဂျင်ဟာသူ့အခန်းထဲရှိနေစဉ်အခြားပျက်စီးမှုတစ်ခုဖြစ်ပေါ်လာပါတယ်။ဂျင်ဟာအရေးပါတဲ့ချိုးယွင်းချက်နဲ့ရင်ဆိုင်နေရပြီးအဓိကထိန်းချုပ်မှုစနစ်ပိတ်သွားပါတယ်။နောက်ပိုင်းမှာဂျင်ဟာဓာတ်လေကားထဲဝင်သွားတဲ့အခါဓာတ်လေကားမှာပျက်စီးမှုဖြစ်ပါတယ်။အရိုရာဟာအဓိကဗဟိုခန်းမကြီးစီဝင်သွားတဲ့အခါဂျင်ဟာအဲ့ဒီမှာတစ်ပင်စိုက်ထားတာကိုတွေ့ရပါတယ်။ပြီးတော့သူမဟာထမင်းစားခန်းစီသွားပြီးအစားအသောက်ထုတ်ပေးတဲ့စနစ်မှာလည်းပျက်စီးမှုဖြစ်နေတာကိုတွေ့ရပါတယ်။ရုတ်တရက်ဆိုသလိုသူတို့နှစ်ယောက်စလုံးဆက်သွယ်ရေးစနစ်ကနေတစိမ့်ကြီးကောင်းဆောင်ရဲ့အတန်ကိုကြားရပြီးဘသူကတစ်ပင်စိုက်ထားတယ်လဲလို့မေးနေပါတယ်။သူတို့နှစ်ယောက်စလုံးဗဟိုခန်းမကြီးစီပြေးသွားကြပြီး Guest Mancuso ဆိုသူဟာဂျင်ရဲ့တစ်ပင်ရှိမှရက်နေတာကိုတွေ့ရပါတယ်။သူတို့နှစ်ယောက်ဟာမိတ်ဆက်ပေးပြီးအခြေအနေကိုရှင်းပြကြပါတယ်။တစိမ့်ကြီးကောင်းဆောင်ကအိုခန်း၃ခုဘလို့ပျက်စီးနိုင်မှန်းနားမလည်နိုင်ပါဘူး။မန်ကူဆိုဟာသူတို့ကိုရင်မှုခန့်မစီခေါ်သွားပြီးရင်မာတစ်ခုခုမှားယွင်းနေတယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားပေမဲ့စနစ်တွေပေါ်ကအချက်လက်တွေကိုကိုယ်တိုင်စစ်ဆေးရမှာဖြစ်ပါတယ်။သူတို့ရင်မှုခန့်မကထွက်ခွာလာတဲ့အခါစက်ရုပ်တရုပ်ဟာသူတို့ရဲ့ခေါင်းပေါ်ကိုလာကြဖို့နီးကပ်စွာရှိနေပြီးသူတို့နှစ်ယောက်ကမန်ကူဆိုကိုရင်တခွင်မှာပျက်စီးမှုတွေပုံမမကြာခဏဖြစ်ပေါ်နေတယ်လို့ပြောပြကြပါတယ်။မန်ကူဆိုကဒါမဖြစ်တင်ဘူးလို့ပြောရင်းဒေတာတွေကိုဘလို့စုဆောင်းရမလဲဆိုတာသူတို့ကိုပြသပေးပါတယ်။ဂျင်ကသူ့စီလာပေါင်းတဲ့အချိန်မှာမန်ကူဆိုဟာအိုခန်းတွေကိုစစ်ဆေးနေပါတယ်။မန်ကူဆိုကအရိုရာရဲ့အိုခန်းနဲ့ပတ်သက်ပြီးဂျင်လုပ်ခဲ့တာကိုဆိုးရွားတယ်လို့ထင်မြင်ပါတယ်။နောက်ပိုင်းမှာမန်ကူဆိုဟာစုဆောင်းထားတဲ့ဒေတာတွေကိုစစ်ဆေးနေစဉ်အရိုရာကလာပေါင်းပါတယ်။သူတို့ဟာအရိုရာရဲ့အိုခန်းအကြောင်းဆွေးနွေးကြပေမဲ့မန်ကူဆိုကဒီအကြောင်းသူဘာမှလုပ်ပေးနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ဂျင်ဟာ16ခုမြောက်ပျက်စီးနေတဲ့စက်ရုံနဲ့အတူလက်လျှောက်ဝင်လာပါတယ်။မန်ကူဆိုဟာသူဟာတွေးရံပါတယ်။အဲ့ဒီညမှာအရိုရာဟာအိတ်မပြောတော့ပဲရေကူးဖို့သွားပါတယ်။ရုတ်တရက်ဆိုသလိုရင်တခွင်လုံးမှာဆွဲငင်အားပျောက်ဆုံးသွားပြီးရေကူးကန်တွေကရေတွေဟာသူမနဲ့အတူရွေ့ရှားသွားကအရိုရာဟာရေနစ်တော့မဲ့အခြေအနေဖြစ်ပါတယ်။ဆွဲငင်အားမောင်းတဲ့စနစ်ပြန်လဲအလုပ်လုပ်လာတဲ့အခါအရိုရာဟာအသက်သေခံရသည့်အထိဖြစ်သွားပါတယ်။သူတို့နှစ်ယောက်စလုံးမန်ကူဆိုကိုရှာဖို့သွားစဉ်တယောက်နဲ့တယောက်ရုတ်တရက်တွေ့ဆုံသွားကြပါတယ်။သူတို့၃ယောက်ဟာရင်မှုခန့်မစီပြန်ရောက်သွားကြပြီးရင်မှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုတဖြည်းဖြည်းရှာဖွေတွေ့ရှိလာကြပါတယ်။မန်ကူဆိုကလွန်ခဲ့တဲ့နှစ်ကတခုခုဖြစ်ပျက်ခဲ့ပြီးအဓိကစနစ်တစ်ခုကိုပျက်စီးစေတယ်ဆိုတာကိုတွက်ချက်မိပါတယ်။ဖြစ်ပေါ်ခဲ့တဲ့ချိုးယွင်းချက်ကိုသူတို့ရှာဖွေပြင်ဆင်ဖို့လိုအပ်နေပါတယ်။ဘာလို့လဲဆိုတော့ရင်တစ်ခုလုံးဟာအဲ့ဒီပျက်စီးမှုကိုလိုက်လံဖာထိနေရလို့ပါသူတို့မပြင်ဆင်နိုင်ရင်ရင်တစ်စည်းလုံးပိတ်မိနေပြီးလမ်းပြောက်သွားမှာဖြစ်ပါတယ်။သူတို့ဟာပြဿနာကိုရှာဖွေဖို့ထွက်ခွာကြပေမဲ့မန်ကူဆိုဟာသတိလစ်သွားပါတယ်။ဒါနဲ့ပဲဂျင်နဲ့အရိုရာဟာမန်ကူဆိုကိုစေကန်းစီခေါ်ဆောင်သွားကြပါတယ်။မန်ကူဆိုဟာတေးဆုံးတော့မှာဖြစ်ပြီးဒီဝေဒနာကိုရပ်တန့်ဖို့ဒါမှမဟုတ်သူ့မှာရှိတဲ့အချိန်ကိုဆွဲဆန့်ဖို့ကုသမှုမရှိပါဘူး။ခဏအကြာမှာသူတို့၃ယောက်ဟာကြည့်ရှုခန်းထဲမှာတွေ့ဆုံကြပြီးမန်ကူဆိုဟာဂျင်ကိုသူ့ရဲ့မှတ်ပုံတင်လက်ပတ်ကိုပေးအပ်ကာရင်ကိုပြင်ဆင်ဖို့နဲ့ချက်ချင်းတေးဆုံးသွားပါတယ်။ရုတ်တရက်ဆိုသလိုအလင်းတွေဟာအနီရောင်တတိပေးအလင်းအဖြစ်ပြောင်းလဲသွားပြီးရင်ဟာတုန်ခါလာပါတယ်။ဂျင်ကအယိုရာကိုသူမရဲ့အကူအညီလိုအပ်တယ်လို့ပြောပြီးသူတို့နှစ်ယောက်အင်ဂျင်နီယာဌာနစီကိုပြေးသွားကြပေမဲ့ဆွဲငင်အားမောင်းတဲ့စနစ်မှာနောက်ထပ်ချို့ယွင်းမှုတစ်ခုဖြစ်ပေါ်လာပါတယ်။ချက်ချင်းပဲအာသာကိုပါထိခိုက်စေတဲ့နောက်ထပ်ချို့ယွင်းမှုတစ်ခုဖြစ်ပေါ်လာပါတယ်။ဂျင်ကအာသာကိုပိတ်လိုက်ပါတယ်။သူတို့နှစ်ယောက်နောက်ဆုံးမှာအင်ဂျင်နီယာဌာနကိုရောက်ရှိလာပြီးပြဿနာကိုစတင်ရှာဖွေကြပါတယ်။ဆွမ်းအားပေးစက်ရုံထဲမှာပြဿနာကိုတွေ့ရှိပြီးသူတို့ဟာအဲ့ဒီနေရာကတကားကိုဖွင့်လိုက်တဲ့အခါအရိုရာဟာစုပ်ယူခံလိုက်ရပါတယ်။ဥက္ကခဲတိုက်မိမှုကြောင့်ရင်ရဲ့အဲ့ဒီနေရာမှာကိုယ်ရဲပေါက်ပြဲမှုဖြစ်ပေါ်နေပါတယ်။ဂျင်ဟာလည်းစုပ်ယူခံလိုက်ရပေမဲ့သူဟာတကားကိုဆွဲကင်ထားပြီးတကားကသူ့အပေါ်ပိတ်လာနေပါတယ်။နောက်ဆုံးမှာတော့ဂျင်ဟာလည်းစုပ်ယူခံလိုက်ရပေမဲ့သူတို့နှစ်ယောက်ဟာပေါက်ပြဲမှုကိုအမြန်ဆုံးပိတ်ဆို့နိုင်ခဲ့ကြပါတယ်။ဒီပြဿနာကိုပြင်ဆင်ပြီးချင်းဂျင်ဟာကိုယ်ထဲမှာပေါက်ပြဲမှုတစ်ခုထပ်ပိုနေတယ်ဆိုတာကိုသိရှိသွားပါတယ်။သူတို့နှစ်ယောက်ဟာဥက္ကခဲရဲ့လမ်းကြောင်းကိုလိုက်လံကြည့်ရှုပြီးဒီဥက္ကခဲဟာဓာတ်ကူဆက်ထိန်းချုပ်ရေးကွန်ပျူတာကိုထိမှန်ခဲ့တယ်ဆိုတာတွေ့ရှိသွားပါတယ်။ဂျင်ကအစားထိုးအပူပစ္စည်းတွေရှာတွေ့နိုင်မယ်လို့ထင်ပါတယ်။သူတို့ဟာအစားထိုးအပူပစ္စည်းကိုရှာတွေ့ပြီးအစားထိုးလိုက်ပေမဲ့ဓာတ်ကူဆက်ကိုလေလွတ်တဲ့လုပ်ငန်းစဉ်ကဆက်ပြီးပြက်ကွက်နေပါတယ်။သူတို့ကိုယ်တိုင်လှုပ်ဆောင်ပေမဲ့ထပ်မံပြက်ကွက်ပါတယ်။ဂျင်ဟာဓာတ်ကူဆက်ကိုအေးစေဖို့လေလွတ်တကားကိုရင်ပြင်ဘက်ကနေဖွင့်ပေးဖို့လိုအပ်တယ်ဆိုတာကိုတွက်ချက်မိပါတယ်။သူတို့နှစ်ယောက်စလုံးလေမုတ်တကားစီသွားပြီးဂျင်ဟာအပြင်ထွက်ဖို့အစဉ်သင့်ပြင်ဆင်နေစဉ်သူကအလိုရာကိုမန်ကူဆိုရဲ့လက်ပတ်ကိုပေးအပ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူပြန်မလာနိုင်တော့လဲဖြစ်နိုင်လို့ပါ။အယိုရာကသူ့ကိုဝစ်စုံဝစ်စင်ရမှာကူညီပေးပြီးဂျင်ဟာလေမုတ်တကားထဲဝင်သွားချိန်မှာအရိုရာကပြန်လာဖို့ပြောပါတယ်။ဘာလို့လဲဆိုတော့ရင်ပေါ်မှာဂျင်မပါဘဲနဲ့သူမအသက်ရှင်နိုင်မှာမဟုတ်လို့ပါ။အရိုရာဟာဓာတ်ကူဆက်စီပြန်သွားပြီးအဲ့ဒီမှာအပူချိန်ဟာအလွန်မင်းမြင့်တက်နေပါတယ်။ဓာတ်ကူဆက်ခန်းနဲ့အပူချိန်တက်လာနေစဉ်ဂျင်ဟာရင်ပြင်ဘက်ကနေလေလွတ်တကားစီချင်းကပ်နေပြီးတကားကိုမြင်တွေ့ရပါတယ်။ဂျင်ဟာလေလွတ်တကားကိုဖွင့်ဖို့လမ်းကြောင်းရှာနေစဉ်ဓာတ်ကူဆက်ထဲကခလုတ်တစ်ခုဟာအရိုရာရဲ့လက်မောင်းကိုထိုးဖောက်ဝင်ရောက်သွားပါတယ်။ဂျင်ဟာလေလွတ်တကားကိုဖွင့်ဖို့လမ်းကြောင်းရှာနေစဉ်ဓာတ်ကူဆက်ခန်းထဲကအပူချိန်ဟာမြင့်တက်နေပါတယ်။မကြာခင်မှာပဲဂျင်ဟာဓာတ်ကူဆက်ကိုလေလွတ်နိုင်ဖို့လေလွတ်တကားကိုကိုယ်တိုင်ကင်ပြီးဖွင့်ထားဖို့လိုအပ်တယ်ဆိုတာကိုသိရှိသွားပြီးအရိုရာကိုပြောပြပါတယ်။အရိုရာကဒီအစီအစဉ်ကိုသဘောမတွေ့ပေမဲ့ဂျင်ဟာဆက်လက်ဆောင်ရွက်ပြီးအရိုရာကိုဓာတ်ကူဆက်ကိုလေလွတ်ဖို့ပြောပါတယ်။အရိုရာကဂျင်တေဆုံးသွားမှာကိုမလိုလားပေမဲ့သူတို့ဟာငင်းခုန်ကြပေမဲ့ဂျင်ကအခြားလူတွေကိုကယ်တင်ဖို့လိုအပ်တယ်လို့ပြောပြီးအရိုရာကဓာတ်ကူဆက်ကိုလေလွတ်လိုက်ပါတယ်။
လုပ်ငန်းစဉ်ဟာအောင်မြင်ပေမဲ့ဓာတ်ကူဆက်ကထွက်တဲ့အခိုးအငွေ့တွေဟာဂျင်းကိုတွန်းထုတ်လိုက်ပြီးသူ့ရဲ့ခြေကျိုးကိုဖျက်သွားပါတယ်။သူ့ဝတ်စုံတွေကဖိအားလဲကျဆင်းသွားပါတယ်။ဂျင်းကအရိုရာကိုဘာဖြစ်သွားတယ်လဲဆိုတာပြောပြပြီးအရိုရာဟာအရှိန်ဟုန်နဲ့နောက်ထပ်ဝတ်စုံတစ်စုံယူဖို့နဲ့သူ့ကိုပြန်ခေါ်ဆောင်လာဖို့သွားပါတယ်။ဂျင်းကသူမကိုထပ်မံတောင်းပန်ပါတယ်။အရိုရာဟာဝတ်စုံဝတ်ဆင်ပြီးဂျင်းကိုခေါ်ဆောင်လာဖို့ပြန်ထွက်သွားပေမဲ့သူမရဲ့ခြေကျိုးဟာတူတောင်းနေပါတယ်။အရိုရာဟာပြန်ဆွဲခံရပေမဲ့ရုတ်တရက်ဆိုသလိုဂျင်းရဲ့ခြေကျိုးကိုကိုင်းမိပြီးသူ့ကိုဆွဲခေါ်နိုင်ခဲ့ပါတယ်။အရိုရာဟာဂျင်းကိုဆေးကန်းစီဆွဲခေါ်သွားပေမဲ့ဂျင်းဟာအသက်ပြောက်နေပြီဖြစ်တာကိုသိရှိသွားပါတယ်။သူမဟာမန်ကူဆိုရဲ့လက်ပတ်ကိုအသုံးပြုပြီးဆေးဘက်ဆိုင်ရာစီးမြင့်တွေကိုကြော်လွန်ကာဂျင်းကိုအသက်ပြန်ရှင်အောင်လုပ်ဆောင်ပါတယ်။ဆေးကုသမှုကိုခန်းဟာအလိုလျောက်အလုပ်လုပ်ပြီးဂျင်းကိုအသက်ပြန်ရှင်စေခဲ့ပါတယ်။အရိုရာဟာဂျင်းကိုခွင့်လွှတ်လိုက်ပါတယ်။နောက်ပိုင်းမှာအရိုရာဟာအာသာကိုပြန်ပြင်ပေးပြီးသူတို့ဟာမန်ကူဆိုကိုအာကာသထဲမှာဂုဏ်ပြုတကြိုပေးကြပါတယ်။ဂျင်းဟာအယိုယာကိုဆေးကန်းစီခေါ်သွားပြီးဆေးကုသမှုအိုခန်းကိုအိတ်ဆက်အနားယူတဲ့အိုခန်းအဖြစ်အသုံးပြုနည်းကိုတွေ့ရှိထားတယ်လို့ပြောပြပါတယ်။သူမကိုအိုခန်းထဲဝင်ပြီးကျန်တဲ့ခရီးစဉ်ကိုအဲ့ဒီထဲမှာပဲဖျက်ဆီးသွားဖို့ပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသိရှိရတာကအရိုရာဟာညှင်းဆန်လိုက်ပြီးဂျင်းနဲ့အတူရင်ပေါ်မှာနိုးနိုးကြားကြားနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်းဟာနောက်ဆုံးမှာအရိုရာကိုလက်ထပ်စေခြင်းကြောင့်ပြောဆိုပြီးသူတို့နှစ်ယောက်ဟာရင်ပေါ်မှာပဲဘဝတက်တာနေထိုင်သွားကြပါတယ်။နှစ်ပေါင်း88နှစ်အကြာမှာအပယ်လွန်ရင်ဟာဟုံမဆတ်တက်နှစ်ဂျိုပေါ်ဆိုက်ရောက်လာပါတယ်။ဝန်ထမ်းတွေနိုးထလာပြီးရင်ကိုအလိုမျှော်လင့်မထားတဲ့အခြေအနေမှာတွေ့ရှိကြရပါတယ်။အရိုရာဟာသူတို့ကို message တစ်ခုချန်ထားခဲ့ပြီးကြံတဲ့လူတွေအိပ်ပျော်နေစဉ်သူမနဲ့ဂျင်းရင်ပေါ်မှာဖြတ်တန်းခဲ့တဲ့ဘဝဇလန်းကိုပြန်လည်ပြောပြထားပါတယ်။ကဲပရိသတ်ကြီးတို့ရေဒီလိုဇလန်းမျိုးကြိုက်နှစ်သက်တယ်ဆိုရင်ခမက်မှာနောက်ထပ်ဘယ်ကားတွေကြည့်ကျင်လဲဆိုတာရေးသားထားခဲ့ပါဦးနော်။နောက်ထပ်အခြားစိတ်ဝင်စားစရာဇလန်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။